ကြောက်ရွံ့ကြောက်ထိုင်ကြောက်ပုံစံကတော့ကျွန်တော်မြင်မြင်ချင်းကြိုက်ခဲ့တဲ့ကြောက်ပေါ်ပြဒီကြောက်လေးကိုကျွန်တော်ဖြတ်မယ်ဆိုကြတဲ့ဝယ်ခဲ့တဲ့စိတ်ကူးနဲ့ဒီကြောက်ကိုဝယ်ခဲ့တာပေါ့နော်ဆေးကြည့်လိုက်တယ်ဆေးကြည့်တဲ့အချိန်မှာလည်းသူကရန်ကောင်းကတော့တော်တော်လေးကိုရင့်တယ်မာတယ်လို့ပြောမှာအပေါ်ကနေတော့ပေါက်တဲ့အမျိုးမဟုတ်ဘူးဗျအဲ့ဒါဒီကြောက်ကတော့အပေါ်မှာလည်းဆေးကြည့်တဲ့အချိန်မှာအနာမတွေ့ဘူးပေါ့နော်အနာမတွေ့ဘူးဆိုတော့ကျွန်တော်ကောင်းကောင်းမဆေးတော့ဘူးဗျဒီကြောက်ကတော့အောင်ပါပါဆိုပြီးအခေါင်မျိုးဆိုပြီးကျွန်တော်ဖြတ်လိုက်တာပေါ့ဗျာနော်ဖြတ်လိုက်တဲ့အချိန်ဘယ်လိုဖြစ်မလဲကျွန်တော်နဲ့အတူတူကြည့်ကြည့်ရအောင်ဗျာကဲဗျာကြောက်ကတော့ကျွန်တော်ထင်တာနဲ့တော့တခြားစီဖြစ်သွားတယ်ဗျာမဲတော့မဲတယ်ဗျာဒါပေမဲ့လမ်းဘက်ကိုသွားတာမျိုးပုံစံမျိုးဖြစ်တာပေါ့နော်မောက်စိမ့်သားပုံစံမျိုးဖြစ်သွားတယ်ဗျာကြောက်ကတကယ်ကိုမှန်းရခက်တယ်ဗျာကြောက်စိမ့်လုပ်ငန်းကတော့တော်တော်လေးကိုနည်းနည်းခက်ခဲတယ်လို့ပြောချင်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာကြောင်ရမ်းလေးရလဲဖွေးဖွေးမိုးလေးရလဲအေးအေးနဲ့အမဲကြောလေးဆေးရတဲ့အရာတာလဲဘယ်အရာတာနဲ့မှမတူဘူးဗျတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်လို့ပြောမှာပဲဗျကြောင်ရမ်းလေးတွေကလည်းတော်တော်ကိုလှတယ်ဗျဖွေးပြီးမှအရမဆေးရလဲတော်တော်လေးကိုလှတယ်လို့ပြောမှာဒီကြောင်လေးကတော့3ဘိတ်တာ4ဘိတ်တာလောက်တော့ရှိမယ်ဗျဒီကြောင်လေးကိုတသိန်းနဲ့ဝယ်ခဲ့တာပေါ့နော်ကြောင်လေးကလည်းဖွေးနေခောက်ချက်ကလည်းတော်တော်လေးကိုပြင်းတိုင်းခောက်ထားလားအောင်မေးရတယ်ဗျဒီကြောင်လေးကိုကျွန်တော်ဆေးကြည့်တာပေါ့ဗျနော်ဆေးကြည့်တဲ့အချိန်မှာသူကမျိုးတန်းတော့တော်တော်မာတယ်လို့ပြောမှာပဲဗျကြောက်လေးကပေါက်တဲ့မျိုးတော့မဟုတ်ဘူးဗျပေါက်တဲ့မျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီကြောက်လေးကိုဖြတ်ရမှာပေါ့နော်ဖြတ်ဖို့ကလည်းဒုတယ်လေးကလည်းကောင်းတယ်အနာလေးကလည်းဆေးတဲ့အချိန်မှာတော့မတွေ့ဘူးပေါ့ဗျအားကြောင့်မို့ကျွန်တော်ဒီကြောက်လေးကိုဖြတ်လိုက်တယ်ပေါ့ဖြတ်တဲ့အချိန်မှာတော့ဗျကျွန်တော်ထင်တယ်လို့မဟုတ်ဘူးဗျကြောက်ကသူကမိနစ်ပိုင်းလေးပဲကြာလိုက်တယ်ဗျရှဲနဲ့တော်တော်လေးကိုဝင်သွားရလို့ပြောမှာကြောက်မျိုးတန်းခါအောက်ကိုရောက်သွားပြီဘာမှကိုသုံးမရအောင်ကိုဖြစ်သွားတာဗျကန်ဆာတာလေးဗျတော်တော်လေးကိုခင်းနေတယ်လို့ပြောချင်ပါတယ်ဗျဘော်ရာတွေရင်ခုန်စွာမျောလင့်နေတဲ့ကြောက်ကျွန်တော်ဖြတ်လိုက်ပါပြီဗျဒီကြောက်လေးကိုဖြတ်ရတာလည်းတော်တော်လေးကိုရတာရှိတယ်လို့ပြောရမှာဗျဒီတယ်လည်းပြည့်တယ်အနာလေးလည်းတိုက်ရတယ်မဟုတ်တော့ပန်းလေးလည်းပါတယ်ဝယ်စည်းကလည်းချောင်းတာဆိုတော့ဒီကြောက်ကတော့ကျွန်တော်ဖြတ်ရတာတကယ်ကိုရတာရှိတယ်လို့ပြောရမှာဖြတ်ချင်တာကတော့ပန်းများတဲ့နေရာကိုဖြတ်ချင်တာပေါ့နော်ဒါပေမဲ့ပန်းများတဲ့နေရာအတွက်အနာနည်းနည်းအပေါ်ကိုထောင်ပြီးဝင်လာတဲ့အချိန်မှာပန်းများတဲ့နေရာကိုဖြတ်ရင်လက်ကောက်ကမလွတ်နိုင်ဘူးဗျအဲအကြောင်းမို့ကျွန်တော်တို့အပေါ်အဖုံးလေးလက်ကောက်လွတ်နိုင်တဲ့နေရာလေးဘိုင်တွေလေးဖြတ်လိုက်တာပေါ့ဒီကြောက်လေးကဝင်းစီကတော့9သိန်းပဲရှိတယ်ဗျစီးပြီးပြတော့ကျတော့ဒီ90ပတ်ချက်လေ30 35တော့ပေးတယ်ဗျဒါပေမဲ့ဖြတ်တဲ့အချိန်မှာကျွန်တော်တော့100 150 200ထိအောင်မျောလင်းပြီးဖြတ်တာဆိုတော့မျောလင်းချက်ကတော့ကြီးတာပေါ့ဗျ50ဖြစ်မလား900ဖြစ်မလား200ပဲဖြစ်မလားကျွန်တော်နဲ့အတူတူကြည့်ကြည့်ရအောင်ဗျအသားတန်းတော့တော်တော်လေးရော့သွားပြီလို့ပြောမှာပဲဗျဥကြောလိုမျိုးလဲသူကဝင်သွားတယ်ဗျဥကြောလိုမျိုးလဲဝင်သွားတယ်လက်ကောက်ကတော့ရှင်းတိတ်တော့မလွတ်ချင်ဘူးဗျဒါပေမဲ့ဒီအကြောလေးတွေဆိုပေမဲ့လည်းဒီကောင်လက်ကောက်ဖွင့်ဖောက်ရင်တော့လှနိုင်မယ်လို့တော့ကျွန်တော်တော့မျှော်လင့်တာပဲဗျကွန်ထရီလဲဝင်တယ်ဗျစိန်လုံးကြောက်တွေရဲ့တဘောတပါဝါကတော့သူတို့ရဲ့ကွန်ထရီကတော့တကယ်တစ္ဆာရှိတယ်လို့ပြောမှာပဲဗျပန်းကလည်းနဲသွားတယ်ဥကြောလေးတွေလည်းပါတယ်ကျွန်တော်9သိန်းကတော့ lucky တော့ဖြစ်မှာပါဗျဒါပေမဲ့အများကြီးတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ပြောချင်တယ်ဗျခေါင်းရှင်းနဲ့သူကမလွတ်ခဲ့ဘူးလို့ပြောမှာပဲဗျခေါင်းရှင်းလွတ်ခဲ့ရင်တော့ကျွန်တော်မှန်းတယ်လို့200 300တော့200လောက်တော့ရနိုင်တယ်လို့ထင်တယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ